များသောအားဖြင့်ခရစ်ယာန်ဆိုတဲ့ခါကျတော့ Sunday ဟာကျွန်တော်တို့အတွက်အမှန်တမ်းဖျားရှိခိုးတဲ့နေ့ဖြစ်ပါတယ်။ဒါပေမဲ့လူကြီးတွေလာတဲ့ခါကျတော့ဒီလူကြီးတွေ Sunday မလာဘူးလို့ပြောတာလားဟုတ်တယ်ကျွန်တော်ကလည်း Sunday မှာအားလို့ Sunday မှာလာတာတကယ်ဆိုရင်အမှန်ဆိုရင်ကျွန်မလည်း Sunday မလာချင်ဘူးကျွန်မပုံမှန်နေပြောရမယ်ဆိုရင်ကျွန်မဒီအလုံးနဲ့သွားတဲ့ဒီခရီးတွေကိုစနေတနင်္ဂနွေနေ့မှာကျွန်မမသွားချင်ဘူးဘာလို့ဆိုကျွန်မအနားမရတော့ဘူးစနေတနင်္ဂနွေမှာအလုပ်လုပ်ရတဲ့သဘောရှိပါတယ်အဲ့တော့ကျွန်မတို့ Sunday မှာလာတဲ့အတွက်တောင်းပန်ပါတယ်ကျွန်မတို့လည်းဒီခရိယန်များအတွက်အနှောက်အယှက်မဖြစ်စေချင်ပါဘူးဒါပေမဲ့ကျွန်မတို့ကလည်းတခြားအစီအစဉ်တွေနဲ့တခြားလုပ်ငန်းတွေနဲ့ညှိပြီးတော့လုပ်ရလို့အဲ့ဒါလိုဖြစ်တာပါနောက်ပြီးတော့တောင်းပန်ပါတယ်နောက်ကြလို့ရှိရင်သတိပြုပြီးတော့ Sunday မှာမလာပါဘူးကြားပါကျွန်တော်တို့ခီးစင်တွေကိုစီစဉ်တဲ့လူတွေကြားပါတယ်နော် Sunday ဆိုရင်ခီးမထွက်တယ်ဘူးကျွန်မလည်းမထွက်ချင်ဘူး